ဒီလိုမျိုးစောက်ရဲမိုက်တဲ့ဘောင်နေရဲ့ဒီလိုမျိုးဒိုင်းမို့အများကြီးရဲ့ကိုရကြမှာသလားရကြနေဆိုရင်ကတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခံစားလိုက်ကြပါတော့ဗျာကဲဒီနေ့မှာတော့ခေါင်းကြီးကိုအားလုံးသိကျင်နေကြတယ်စောက်ချိုးကြီးဒိုင်းမို့နေအများကြီးဘယ်ကားရလဲဒီလောက်များတဲ့ဒိုင်းမို့နေရအောင်ဘလို့လုပ်ရမလဲဆိုတဲ့မေးခွန်းတွေကိုကျွန်တော်ဗီဒီယိုလေးနဲ့အသေးစိတ်ကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကြောင့်မို့ဒီဗီဒီယိုလေးကို VPN လေးဖွင့်ပြီးတော့ကျွန်တော်ကိုအားပေးလို့ရမယ်ပြီးတော့ဗီဒီယိုလေးကို like လေးပေးမယ် channel လေးကို subscribe ပေးခဲ့ခြင်းအားဖြင့်လဲစောက်ချိုးကြီးကိုအားပေးလို့ရမှာပဲဖြစ်ပါတယ်ကဲဆိုတဲ့ကြောင့်မို့ကျွန်တော်ဘာလို့ဒီလောက်ဒိုင်းမို့နေရတာလဲဆိုတော့ကျွန်တော်က KOL တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရတာဖြစ်တယ် okayကျွန်တော်လိုမျိုး KOL တယောက်ဖြစ်ချင်သွားအောင်ကျွန်တော်မြန်မာလူလေးပဲဆွဲဆောင်ခြင်းပါတယ် okay ကြည့်လိုက်အောင်ခေါင်းညို့ဒိုင်မွန်26,500 oh my god 26,500တော့ခေါင်းကြီးတို့6,300ဟုတ်ပြီနောက်ထပ်ကောဒိုင်မွန်2,500 okay 2,500ဒါ KOL တယောက်ဖြစ်ရင်အကျိုးခံစား권ရှိတဲ့ပမာဏတွေပဲဖြစ်ပါတယ်2,500 oh my god ခေါင်းကြီးတို့တစ်ချက်ရှိုးတော့ဒိုင်မွန်3,000ဒီဗီဒီယိုကတော့free ရတာလုံးဝမဟုတ်ပါဘူးဒီ diamond တွေက free ရတာလုံးဝမဟုတ်ဘူးကျွန်တော်စူးစမ်းခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ရခဲ့တဲ့အရာတွေပါကျွန်တော်ရဲ့ fan တွေကအားပေးခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ diamond တွေကိုရခဲ့တာပဲဖြစ်ပါတယ်ဆိုကြောင့်မို့ကျွန်တော်ပြောတဲ့အရာကိုပြန်ပြောမယ်ဆိုရင်ဒီ diamond တွေက free လုံးဝမရပါဘူးကျွန်တော်ရဲ့ fan တွေရဲ့အားပေးမှုရဲ့ကျွန်တော်ရဲ့စူးစမ်းမှုရဲ့နှစ်ခုပေါင်းဆက်လိုက်လို့ကျွန်တော်ကို mobile legend ကနေပြီးတော့ပေးတာပဲဖြစ်ပါတယ်ဒါတွေမကသေးဘဲနဲ့ဘာတွေပါထပ်ပေးလဲဆိုအခုမြင်တဲ့အတိုင်းပဲစကင်တွေပါပေးတယ်ခေါင်းကြီးတို့ရှေးမြင်တဲ့အတိုင်းပဲပေါ့နော်ဘော်ဒါတွေလည်းပေးတယ်ဒိုင်းဝန်းတွေလည်းပေးတယ်စကင်တွေလည်းပေးတယ်ဒါတော့ brother တို့မယုံမှမလို့ကျွန်တော်ဒါလက်တွေ့ပြတာပဲဖြစ်ပါတယ်မြင်တဲ့အတိုင်းပဲဒိုင်းဝန်းတွေကတော့မပြီးသေးဘူးခေါင်းကြီး2,500 12,100 oh my god ဘောင်ညိုရှိုးနော်2,900 အိုးအများကြီးကျွန်တော်ပြောစရာမရှိပါဘူးဒါကတော့ဒေါ်နီယာပြောတဲ့ရလက်တွေပဲဖြစ်ပါတယ်ကျွန်တော်စူးစမ်းခဲ့တဲ့ရလက်တွေကျွန်တော် fan တွေအားပေးခဲ့တဲ့ရလက်တွေကို mobile legend ကပြန်ပြီးအတိမတ်ပြုရအနေနဲ့ကျွန်တော်ကိုပေးခြင်းပဲဖြစ်ပါတယ်ကဲဒါမျိုးဒိုင်မို့တွေအများကြီးရအောင်ဘယ်လိုလုပ်မလဲရိုးရိုးရှင်းလေးပါပဲဒီဗီဒီယိုလေးကိုဆုံးထိကြည့်လိုက်ပါ KOL ဆိုတဲ့အရာကနေကျွန်တော်စပြီးပြောပါမယ်အမှန်တကယ် KOL တော့မဟုတ်ဘူးပေါ့နော် MIL ပေါ့နော် KOL ဆိုတာဘာလဲမြင်တဲ့အတိုင်းပဲကျွန်တော်စပြီးရှင်းပြမယ် KOL ဆိုတာ Key Opinion Leader MIL လို့ခေါ်ပြီးတော့ Mobile Legend Influencer League လို့လည်းအဓိပ္ပာယ်ရတယ်အဓိကဒီနှစ်ခုကလုံးဝသိထားဖို့လိုရတယ်ပေါ့နော် Okay နောက်ထပ်ဒါမျိုးတိုင်းမို့နေရချင်တယ်ဆိုရင်ကတော့ Telegram ဆိုတဲ့ application လို့ရမယ်ဆိုတော့ကျွန်တော်ကတော့ Telegram ဆိုတဲ့ application ရှိပြီးသားနောက်တဲ့ application တစ်ခုကဘာလဲဆိုတော့ Discord ဆိုတဲ့ application ကလည်းမရှိမဖြစ်လိုအပ်မယ်ဟာရောင်ရေး Telegram လေးဖြတ်လောက် Discord ဆိုတဲ့ application ကလည်းမရှိမဖြစ်လိုအပ်မယ်ဒါက KOL တယောက်ဖြစ်ဖို့အတွက်အဆင့်ဆင့်ကြော်ဖြတ်ရမယ့်အဆင့်တွေကိုရအောင်ပို့ပေးမယ့် application တွေပဲဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲ Messenger လိုအပ်ပါတယ်ဒီ Messenger ကတော့ကျွန်တော်တို့ရှောက်တုံးကတော့လိုအပ်ခဲ့တယ်ပေါ့နော်ဒါကျွန်တော်ရှောက်တုံးကလွန်ခဲ့တဲ့9လလောက်ကဖြစ်မယ်ပေါ့နော်အဲ့တော့လိုအပ်ချက်နောက်တစ်ခုအနေနဲ့ဖုန်းကောင်းတစ်လုံးလိုအပ်ပါမယ်ဖုန်းမကောင်းဘူးဆိုရင်ဘာမှလုပ်လို့မရအောင်တော့ကောင်းညို့ Okay ပထမဆုံးတင်နေကျွန်တော်တို့ Telegram နဲ့ကိုသွားမယ်ဒီ search bar လေးမှာ YD MIL Recyclement ဆိုတဲ့ဥစ္စာလေးရိုက်ထည့်လိုက်ပါဒါမျိုးနော်အဲ့လေးခံပြီးရိုက်ထည့်လိုက်ပြီဆိုရင်ဒါမျိုးလေးကြာလာမယ်ကြာလာပြီဆိုတာနဲ့ hello သွားလို့လိုက်ကျွန်တော်ကတော့ဘာညာပေါ့နော်ဒါကျွန်တော်ပြောထားအဲ့ဒီမှာ तू ကပြန်ပို့လိုက်မယ်ကောင်းညို့ပြန်ပို့လိုက်တဲ့ဥစ္စာတွေကဒါလိုအပ်ချက်တွေ तू ကဘာလဲဆိုတော့2လဖြစ်ရမယ်တက်တန်း2လရှိရမယ်ဗျာ YouTube channel တစ်ခုရှိရမယ်အဓိက YouTube channel တစ်ခုရှိရမယ်တက်တန်း2လရှိရမယ်3မိနစ်ဗီဒီယိုလေးတွေတင်ပေးထားရမယ်ဒါကအနည်းဆုံးပဲဟုတ်ပြီနော် YouTube channel တစ်ခုရှိရမယ်အဲ့ YouTube channel တက်တန်း2လရှိရမယ်ပြီးကြတော့3မိနစ်ဗီဒီယိုတွေအများကြီးတင်ထားရမယ်အများကြီးတော့မဟုတ်ဘူးပေါ့နော်သူပြောထားတဲ့အတိုင်းတင်ထားမယ်ပြီးကြတော့ကျွန်တော်မြန်မာတွေအတွက်ဒီကျွန်တော်ရှောက်တုံးကနော်လွန်ခဲ့တဲ့9လလောက်တုန်းကဒါ average view က100ရှိရမယ်ပြီးကြတော့ video 10 ပို့ရှိရမယ် subscriber အနည်းဆုံး 1k ရှိရမယ်အခုပြောင်းလဲသွားပြီလားဆိုတော့ကျွန်တော်သိချမသိသေးဘူးပြောင်းလဲသွားရင်တို့ rule တွေပြောင်းနေဖို့တော့လုပ်တယ်လို့ပြောတယ်အဲ့ rule တွေပြောင်းလဲသွားတာကိုကျွန်တော်ပြန်ပြီးတော့တစ်ချက်ပြောပြပေးမယ် okay ပြီးသွားပြီဆိုတာနဲ့ तू ကဒီ form ထဲမှာဒါမျိုးလေးတွေဖြည့်ရမယ်ပေါ့နော်ဒါမျိုး form ဖြည့်ရမယ် full name nationality YD link ပြီးကြတော့ Facebook personal link ဘာညာဒါမျိုးလေးပို့လိုက်မယ် okay ကျွန်တော်ကတော့မြင်တဲ့အတိုင်းပဲကျွန်တော်ရဲ့နာမည်ဘာညာနဲ့ကျွန်တော်ကဖြည့်လိုက်ပြီပေါ့နော် okay ဒါမျိုးဖြည့်ပြီးသွားပြီဆိုရင်ကတော့ brother တို့လောက်ရမှာကပို့ပြီးပြီဆိုတာနဲ့ तू ကစစ်မယ်ပေါ့နော်အဲ့ तू ပို့ထားတဲ့ဘောင်လေးကို तू ဖောင်လေးကိုပေါ့နော်ဖောင်အောင်ဖြစ်ကုန်ဖောင်လေးကို तू စစ်မယ်ဘာညာလေးစစ်မယ်စစ်ပြီးသွားပြီဆိုတာနဲ့ဒါမျိုးကိုယ့်ရဲ့ profile YouTube profile လေးကိုပို့လိုက်ဟုတ်ပြီနော်အရေးချင်းတွေပြေးသွားပြီဆိုရင် तू ကဒါမျိုးလေးပြန်လုပ်ပေးလိုက်မယ်အဲ့ချိန်မှာကျွန်တော်ဒါမျိုးလေးတင်လိုက်မယ်
okay လားကောင်းကြီးကျွန်တော်တို့ကတော့အဆင့်ကတော့ဒါမျိုးလေးပဲရိုးရိုးရှင်းရှင်းလေးပဲဘာမှမခက်ခဲဘူးပြီးကြတော့ကျွန်တော်ကအဲ့ဒီတင်ထားတဲ့ post link ရယ်ပြီးတော့ screenshot လေးရယ်ကိုကျွန်တော်ပြန်ပို့ပေးလိုက်တယ်ဒါလေးပဲကောင်းကြီးပြီးရတယ်သူက congratulations you are qualified ဆိုပြီးလာမယ်ပြီးကြတော့ဖောင်ထပ်ပြေးကြအောင်မယ်ကောင်းကြီးမပူနဲ့ဖောင်ထပ်ပြေးကြမှာအဲ့မှာဖောင်ဖြည့်ရလိမ့်မယ်ဒီဖောင်ဖြည့်ရနဲ့မတိဘူးပတ်သက်ပြီးနားမလည်ဘူးဆိုရင်တော့ကျွန်တော်ကိုလာမေးလို့ရပါတယ် comment တွေမှာလည်းမေးလို့ရကျွန်တော်ရဲ့ Facebook Messenger မှာလည်းလာမေးလို့ရပါတယ် Facebook Messenger ဆိုတော့ page Messenger မှာပြောတာပါကဲမြင်တဲ့အတိုင်းပဲဒါမျိုးတွေအများကြီးတော့ဖြည့်ရမယ်ကျွန်တော်ဖြည့်ထားတာတော့မပြတော့ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ personal လေးတွေပါတဲ့အတွက်ကြောင့်ကျွန်တော်မပြတော့ဘူးပေါ့နော် okay brother တို့ကတော့ဒီဥစ္စာကိုဖြည့်ရမယ်real name ဆိုတာ brother ရဲ့နာမည်အရင်ပေါ့နော်ပြီးကြတော့ IGN UID server email country discord ID YouTube channel name YouTube channel link ဒါမျိုးအများကြီးပေါ့နော်ဆိုရဲကြောင့်မို့ discord ID တို့ဘာလို့လဲ discord application ထဲမှာဝင်ကြည့်ရင်သိပါလိမ့်မယ်အောက်က telegram link တို့ဘာလို့လဲရှိနေသေးတယ်ပြီးကြတော့ fan base တွေပါတယ်ညာတယ်ဒီဥစ္စာကိုဖြည့်လို့နားမလည်ဘူးဆိုရင်ကတော့ကျွန်တော်ကိုFacebook Messenger ကနေလာမေးလို့ရမယ်ပေါ့နော် okay အဲ့ဒီမှာကျွန်တော်ကဖြည့်ပြီးတော့ဖောင်တင်လိုက်ပြီးဆိုပါစို့ဗျာတင်လိုက်ပြီဆိုရင်ကျွန်တော်ကိုဗာပြန်ပို့လာမယ်ဆိုတော့ဒါမျိုးကြီးပြန်ပို့လာမယ်ပေါ့နော်အဲဒီဖောင်းက level 2ကတခါတည်းပို့တဲ့ထဲမှာ Discord server လေးပါလိမ့်မယ်အဲ့တော့ကြောင့်မလို့ Discord ထဲကိုဝင်လိုက်မယ်တင်ပြီးကြတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ channel နဲ့ Discord နဲ့တွားချိန်မယ်ဗျာဌာနလေးနော်အဲ့မှာအပေါ်သုံးမှာရှိရဲ့အဆက်လေး30တဲ့ကိုဝင်လိုက်မယ်ဝင်ပြီးရတဲ့အောက်ဆုံးညာဘက်တောင်းမှာနှိပ်ပြီးရတဲ့ပြီးကြ connection ဆိုတာလေးကိုနှိပ်မယ်ပြီးကြကျွန်တော်ရဲ့ channel လေးနဲ့ချိတ်ထားဖို့လိုအပ်ပါတယ် channel နဲ့မချိတ်ထားလို့မရဘူးเนาะခေါင်းကြီးတို့ရေ Discord ထဲမှာရောက်ပြီဆိုတာနဲ့ဒါလေးကိုရင်ချိတ်လိုက်ပါချိတ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတော့သူတို့ပေးတဲ့လူနဲ့သွားပြီးဆက်သွယ်ရင်ရပါပြီသူတို့တွေဘသူ့ကိုသွားပြီးဆက်သွယ်ပါဆိုပြီးကျွန်တော်ပြောလိမ့်မယ်အဲ့ချိန်မှာကျွန်တော်ဒီ sketch box လေးမှာ add ဆိုတာခံပြီးတော့အဲ့လူကိုရိုက်ပြီးတော့ရှာလိုက်ပြီးသူပြောတဲ့သူခိုင်းတဲ့အတိုင်းလေးတွေလုပ်လိုက်ရင်ရပါပြီဒီမှာတော့ကျွန်တော်တို့ဆက်ပြောလို့မရတော့ဘူးပေါ့နော်Discord ထဲရောက်ပြီးလုံးဆရာရှိတာတချို့လုပ်ပြီးသွားပြီဆိုရင် keyword စဖြစ်ပြီလို့ကျွန်တော်တို့ကအကြမ်းမြင်အဖြစ်ပြောလို့ရပါပြီ keyword ဖြစ်ပြီးပထမ၄ပတ်လောက်ကစောင့်ကြည့်ကာလလို့ခေါ်ပြီးတော့အဲ့ဒီအတွင်းမှာသူတို့လုပ်ခိုင်းတဲ့ mobile legend နဲ့ပတ်သက်တဲ့ video တွေကိုအနည်းဆုံး2ပုတ်လောက်ကတော့လုံနိုင်ရပါမယ်လုံထားရမယ်ပေါ့နော်ဒါကျွန်တော်တို့တော့ကတော့လွန်ခဲ့တဲ့9လလောက်တော့သူတို့ rule အသစ်ပြောင်းရင်တော့ကျွန်တော် video အသစ်ထပ်တင်ပေးပါမယ်ကဲစောင့်ကြည့်ကာလအတွင်းမှာတော့ diamond လုံးဝမရပါဘူးစောင့်ကြည့်ကာလက4ပတ်ပါ keyword စဖြစ်ပြီး4ပတ်အတွင်းမှာ diamond လုံးဝမရဘူးစောင့်ကြည့်မယ်ပေါ့နော်တခုရှိတာကတခါတလေစောင့်ကြည့်ကာလမရောက်ခင်ကို Discord ထဲမှာတခါတလေတစ်ပတ်နှစ်ပတ်လောက်စောင့်ရတာမျိုးကြီးလည်းဖြစ်တတ်တယ်ကျွန်တော်တို့ကတော့မစောင့်ရဘူးတစ်ပတ်တောင်မစောင့်ရအောင်ထင်တယ်ပေါ့နော်တခုရှိတာကဆောင်းရတဲ့လူတွေအတွက်ကျွန်တော်လည်းစိတ်မကောင်းဘူးပေါ့နော်ဘာလို့ဆောင်းရလဲဆိုတော့သူတို့တစ်ခါလေကြရင်လူအများကြီးနဲ့လောက်ရတာဖြစ်တဲ့ကြောင့်မလို့ကြာလိုက်ပါတယ်အဲ့ဒီချိန်ကျွန်တော်တို့နည်းနည်းလေးစိတ်ရှည်ဖို့အတွက်ကျွန်တော်တို့ပြောချင်တယ်ပေါ့နော်โอเคပြီးကြတော့ Discord ထဲလုံးဆရာရှိကလုပ်ပြီးသွားရင်သူတို့က Messenger group ထဲကိုပို့ပေးလိုက်မယ်ပေါ့နော်Messenger group ထဲကိုရောက်သွားလိမ့်မယ် Messenger group ထဲရောက်ပြီးပြီဆိုရင်ကတော့ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကလိုအပ်တာတွေကိုရှင်းပြပါလိမ့်မယ်အဲ့ဒါကအဓိကကြပါတယ်အဲ့ဒီခေါင်းဆောင်လိုအပ်တာတွေရှင်းပြတဲ့အချက်တွေကိုတေချာလေးလိုက်နာပြီးတေချာလေးလိုက်လုပ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့တွေကတည့်ရတိုင်းပဲ rule နဲ့နေရတာပါကိုယ်တယောက်ဖြစ်ပြီဆိုတာနဲ့လုံးဝမလုံးသင့်တဲ့အချက်တွေကိုကျွန်တော်တို့ရဲ့ခေါင်းဆောင်ကပြောပြလိုက်မယ်အဓိကကျွန်တော်ကအကြမ်းမြင်လေးပြောပြချင်တယ်ပေါ့နော် skin head တာတွေ diamond ရောင်းတာတွေအကောင့်ရောင်းတာတွေ mobile legend မကောင်းကြောင်းပြောတာတွေ advanced server တောင်မရောက်သေးတဲ့သတင်းတွေကိုပြောပြတာတွေလုံးဝလုံးလို့မရပါဘူး skin head တာဆိုတော့တည့်ရတိုင်းပဲကျွန်တော်တို့အများစု skin လေးတွေမဝင်နိုင်တဲ့အကြောင်းမလို့ hack ပြီးဆော့ကြတယ်ပေါ့နော်အဲ့လို application တွေကိုကြော်ညာပေးတာမျိုးဥပမာဖြင့်ဒီ application နဲ့ hack ပါညာအဲ့လိုမျိုး video မျိုးတင်ထားလို့မရဘူး diamond လုံးဝရောင်းလို့မရဘူးဘလို့ရောင်းမရဘူးမြန်မာလိုရောင်းအင်္ဂလိပ်လိုလည်းရောင်းမရဘူးပြအကောင့်ရောင်းလို့လည်းမရပါဘူးဒါမျိုးလေးတွေသိထားမယ်ပေါ့နော်အဲ့ဒါပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကkeyword တယောက်ဖြစ်ပြီပေါ့နော်စီကန်းတွေလည်းလိုက်နာမယ်အစင်လည်းပြည်မယ် brother က view တွေလည်းရမယ်ဘာညာဆိုရင်အခုကျွန်တော်ပြထားသလိုမျိုးဒါလေးတွေက reward လို့ခေါ်ပါတယ်သူတို့ကအပတ်စဉ်ပေးပါတယ်အပတ်စဉ်ဘယ်လိုပြောမလဲအပတ်စာပေါ့နော်ကျွန်တော်တို့လစာပုံစံမျိုးမဟုတ်ဘဲနဲ့အပတ်စာပုံစံမျိုးသူတို့ကပေးပါတယ်ဆိုရတဲ့ကြောင့်မလို့ကိုရဲ့ကိုရတဲ့ video ရဲ့ view ပေါ်မှာမူတည်ပြီးတော့သူက diamond နဲ့ပေးတာပါ brother တို့ကအဲ့ဒီထဲရောက်သွားပြီဆိုသူတိသွားလိမ့်မယ်အများကြီးဘယ်လိုပြောမေကွန်းတွေအများကြီး brother တို့တိတ်ပြီးမထုံနဲ့တိတ်ပြီးအများကြီးလည်းမမေးနဲ့ခေါင်းလည်းတိတ်မစားနဲ့အဓိကကတော့ဘာလဲဆိုတော့ brother တို့ကရိုးရိုးရှင်းရှင်းလေးပဲ brother တို့လောကမှာရိုးရိုးရှင်းရှင်းလေးပဲအခုကျွန်တော်ပြောတဲ့အဆင့်လေးတွေကိုလုပ်လိုက်နားမလည်ဘူးမလားနားမလည်ဘူးဆိုရင်ကျွန်တော်ကိုFacebook Messenger ကနေလာမေးလို့ရတယ်ကျွန်တော်ဆိုရင်လည်းပဲဒါမျိုးဗီဒီယိုလေးတွေလိုက်ရှာပြီးတော့ကျွန်တော်လိုက်ရှောက်ပြီးတော့ဒါမျိုးဖြစ်ခဲ့တာပေါ့နော်ကျွန်တော် keyword တယောက်ဖြစ်ဖို့လည်းကျွန်တော်အများကြီးစူးစမ်းခဲ့ရတယ်ကျွန်တော်ရဲ့ fan တွေအားပေးတာကြောင့်မလို့လည်းပါပါတယ်ဆိုတဲ့ကြောင့်မလို့ကျွန်တော်ရဲ့ fan တွေကိုလည်းလုံးဝမေ့ထားလို့မရပါဘူးဒါကျွန်တော်ရဲ့ fan တွေကအဓိကရည်ကြီးရဲ့ခန့်ကဏ္ဍမှာပါဝင်နေပေါ့နော်အဲ့အတွက်ကြောင့်မလို့လည်း brother တို့ရဲ့ content တွေကိုကြိုက်အောင် brother တို့ရဲ့ video တွေကိုကြိုက်အောင်လုပ်ဖို့လည်းလိုအပ်ပါတယ်ဆိုတော့keyword တယောက်ဖြစ်ပြီဆိုတာနဲ့ဒီလောက် diamond တွေအများကြီးရလားလို့အဲ့လိုမျိုးမေးကောင်းမေးလိုက်မယ်အဲ့လိုမျိုးကတော့ဘယ်ရမလဲကို
brother ရဲ့အဓိကကိုစူးစမ်းမှကိုရမယ်အများစုကပြောတယ်ဗောနော် diamond တွေ free ရတယ်ဘာဖြစ်တယ်ညာဖြစ် skin တွေ free ရတယ်အဲ့လိုမျိုးတော့မဟုတ်ပါဘူး